နော်အထာကထာကျမ်းတွေမှာဘုဒ္ဓဝေကိုရေးတဲ့ပုံစံလေးတွေပေါ့နော်ဒါအကျမ်းဖြေးလေးပေါ့နော်အကျမ်းဖြေးလေးဘုဒ္ဓဝေအကြောင်းပြောရဖြစ်တဲ့အတွက်မူရေးကဗုဒ္ဓဝတ္တပါဠိတော်ပေါ့နော်အဲ့မှာသူအခန်း29ခန်းနဲ့ရေးထားတာပေါ့နော်အခန်း29ခန်းပါတယ်ဒါဥစ္စာတော့စထမှုပေါ့နော်စထမှုနဲ့ဆို29ခန်းတကယ်လို့ခေတ်မူဒီ PDS မူလို့ဆိုရတော့28ခန်းပေါ့နော်အမှန်နောက်ပြီးတော့ပထမဆုံးကဒီမြတ်စွာဘုရားရဲ့တကူပြတိဟာပြတဲ့အခါပေါ့နော်ဆွေမျိုးတော်တွေကိုမာတွေကိုချုပ်ဖို့အတွက်တကူပြတိဟာပြတဲ့အခါပေါ့နော်အဲ့ဒါပါတယ်နောက်တစ်ခါသူမိတာရသေးအကြောင်းနော်သူမိတာပုံနာဗြဟ္မဏသူမိတာရသေးပြတဲ့ခါယူတဲ့အခါလေးပါမယ်အဲ့ဒါပြီးတဲ့အခါမှာဘုဒ္ဓဝေပေါ့နော်ဘုဒ္ဓဝေ25ခုကိုတစ်ခုချေပေါ့နော်ဒီဘေကရာဘုဒ္ဓဝေခောတေညဘုဒ္ဓဝေဆိုပြီးတော့အဲ့လိုနဲ့ကောတမဘုဒ္ဓဝေအထိဘုဒ္ဓဝေ25ခုနော်ဖယံဖြစ်တော်စီ25ခုကိုပေါ့နော်ရေးသွားတယ်အဲ့နောက်ပြီးတော့အဲ့ဒါနောက်ပြီးတဲ့အခါမှာပုဒ္ဒပကိနတကန္တာဆိုတာရှိတယ်အဲ့ဒီမှာတော့ကကပအကြောင်းလေးပြောတာပေါ့နော်အတိချေရပဲလောက်မှာဖယံပွေတယ်နော်အဲ့လိုပို့တာပေါ့နော်ကကပအကြောင်းပြောတာပေါ့နော်အဲ့မှာကျတော့ဒီဘေကရာဖယရဲ့အထက်ဖယ3စုကိုလည်းဖော်ပြရတယ်ပေါ့နော်ဖော်ပြတယ်နောက်ဆုံးကတော့ဒီဓာတ်တော်ဝေခါပေါ့နော်ဓာတ်တော်ဝေခါတော့ဒီမဟာပရိနိဗ္ဗာန်သုတ်တွေမှာလည်းပါတယ်ဓာတ်တော်ဝေခါကမဟာပရိနိဗ္ဗာန်သုတ်တွေမှာလည်းပါတယ်အဓိကတော့ဦးဇင်းတို့ရဲ့ဗုဒ္ဓကောတမဖေရရဲ့ဓာတ်တော်တွေကိုပြောတာနော်ဒါမဲ့ဒီဗုဒ္ဓဝတ္တပါဠိတော်မှာပါတဲ့ဒီဓာတ်တော်ဝေခါကျတော့နည်းနည်းကျယ်တယ်သူကနော်နည်းနည်းကျယ်တယ်ဓာတ်တော်ဝေနဲ့မကဘူးအဲဓာတ်တော်တွေပဲနေရာကိုပြတ်သွားတယ်ဓာတ်တော်တွေတည်ရှိတဲ့နေရာတွေအဲ့လိုဆိုတော့အကျယ်ကြီးဖြစ်သွားတယ်နော်အကျယ်ကြီးဖြစ်သွားတယ်အထကထာ9ကျမ်းလောဆိုတော့တခြားစီလဲစီမှာပေါ့နော်မတွေ့မိသေးဘူးမကြည့်နိုင်သေးဘူးလောဆိုတော့ဒီအထကထာ9ကျမ်းကိုတွေ့ထားတယ်ပေါ့နော်ဗုဒ္ဓဝတ္တအထကထာအပဒါနအထကထာသာရကအထကထာဓမ္မတေကနိအထကထာစရိယပိဋကအထကထာပေါ့နော်ဒီအထကထာတွေမှာကဒီဘုဒ္ဓဝေအကြောင်းကိုနော်အကျယ်တဝေရေးထားတာပေါ့နော်ဘာဖြစ်လဲဆိုတော့ဘုဒ္ဓဝတ္တပါဠိကကျင်းတယ်လीနော်သူကဂါထာလေးနဲ့ရေးထားတာဒီတန်းဆိုရင်အဆက်မမိဘူးနော်အဆက်မမိဘူးအဲ့ဒီအထာကထာတွေကဖွင့်လိုက်တဲ့အခါမှာအဲ့ဒီဆက်ပူလေးတွေတည်သွားတာပေါ့နော်ဆက်ပူလေးတွေတည်ရတယ်အဲ့ဒါကြောင့်အထာကထာလည်းကျေးဇူးများတယ်နော်ကျေးဇူးများတယ်နိဒံ3မျိုးပေါ့နော်နိဒံ3မျိုးအထာကထာတေအထာကထာတွေမှာတော့ဒီသူတို့ဒီအကြောင်းအရာတွေကိုမရေးခင်မှာနိဒာ3မျိုးဖော်ပြလေးရှိတာပေါ့နော်ဒူရေနိဒာအဝိဒူရေနိဒာနော်ဒူရေနိဒာအဝိဒူရေနိဒာကာတိကေနိဒာ3မျိုးဖော်ပြတာပေါ့ဒူရေနိဒာဆိုတာကဒီနိဒာတွေဆိုတာကဒီနော်ဟောစေပြောစေကထာစေဒါပဲနော်ဖြစ်စေပဲဒူရေနိဒာဆိုလို့ဆိုရင်သူကဒီဘေကရာဖယာလက်ထက်တော်မှာနော်ဒီဘေကရာဖယာတာမှာပြတ်တစ်ခိုင်တော်မူတဲ့အချိန်မှစပြီးတော့ဒီပါရမီတွေဖြည့်လာတာပေါ့နော်ပါရမီတွေဖြည့်နေတဲ့ဝိနန္ဒရာမင်းရဲ့လက်ထက်မှာဘဝပြည့်စုံသွားပြီပါရမီတွေပြည့်စုံသွားပြီအဲ့မှာဒုတိယနာပြီမှာ
ပရိသတ်တွေနေတယ်အဲ့ဒီထီပေါ့နော်ဒီဘေကရာဖះလက်ထက်ကနေထားပါတော့ဒုတိယနတ်ပြည်မှာပရိသတ်တွေနေတဲ့အထီတာကိုဒူရီနိတာလို့ခေါ်တယ်တားဝေးတာပေါ့နော်တားဝေးတာပေါ့တော်တော်ဝေးတဲ့ဖြစ်စဉ်တစ်ခုပဲဒီအဝိဒူရီနိတာတွေကြတော့အဲ့ဒုတိယနော်ဘဝကနေနော်အဲ့ဒီဒုတိယနတ်ပြည်ကနေအမှန်နေမယ်နော်စัจကဘာအကြောင်းတွေဟိုပါပေါ့လူပြည်အကြောင်းတွေကြည့်မယ်ဘာညာပေါ့နော်အဲ့ဒုတိယနတ်ပြည်ကနေဒီစုတေပေါ့နော်စုတေပြီးမှဒီစုတေမယ်နော်အဲ့မှာဟိုပါပေါ့ဌိနရှိကျတဲ့စာမယ်တောထွက်မယ်တရားကျင့်မယ်အဲ့ဒီတပ်ပိညုဒညာရတဲ့အထီပေါ့နော်မြတ်စွာဘုရားရဲ့29 35နှစ်ဖျားဖြစ်တဲ့အထီအဲ့ဒီထီရတဲ့ဒါတော့အဝိတုရိနိဒါလို့ခေါ်တာပေါ့အဲ့ဒီဖြစ်စဉ်မှာရေးတာအဝိတုရိနိဒါနော်တန်တိကိနိဒါကြတော့အဲ့ဒီဖျားဖြစ်ပြီးတဲ့နောက်မှာပရိနိဗ္ဗာန်စတဲ့အထီအဲ့ဒါကြတော့တန်တိကိနိဒါလို့ခေါ်တာပေါ့နော်တန်တိကိနိဒါလို့ခေါ်တယ်စဉ်းစားကြည့်ပေါ့နော်ဖျားဖြစ်ပြီးမှဆိုတော့အဲ့မှာတတ္တဟာတွေသွားမယ်နော်ပြန်မမေးတရားဟောတာတရားဟောဖို့ရှောက်မယ်နော်ပတ္တဝိယတိယဟန်တွေဖွဲ့စည်းမယ်နော်တပီတရွာသွားမယ်ဟိုပဲတတိတွေသူကျွေနဲ့တွေ့မယ်နော်ဘုဒ္ဓဝေဟောဖို့ကပိလဝုတ်ကိုကြွမယ်အဲ့ဒီဖြစ်စီတွေအားလုံးနော်ဒါကတာတိကေနိတာပေါ့နော်အဲ့ဒါကြောင့်နိတာ၃မျိုးနော်နိတာ၃မျိုးဒါအထာကထာတွေကိုဘုဒ္ဓဝေအကြောင်းပြောရမယ်ဆိုရင်နိတာ၃မျိုးကိုအမြဲတမ်းချီပြီးတော့ပြောလို့ရှိတာပေါ့နော်ဗုဒ္ဓဝတ္တအထာကထာနော်ဗုဒ္ဓဝတ္တအထာကထာတော့အထွေထူးပြောစရာတော့ဒါမှမရှိဘူးနော်ရှေ့ပြီးတော့ပြောစရာလည်းမလိုဘူးတခြားအထာကထာနဲ့သူကဗုဒ္ဓဝတ္တပါဠိရှိတယ်အဲ့ဒီပါဠိရဲ့အဖွေကဗုဒ္ဓဝတ္တအထာကထာနော်ပါဠိတော်ရဲ့အဖွေတည်းရဲ့အကျမ်းဖြစ်တဲ့အတွက်သူကတော့နည်းနည်းကျယ်ပြတယ်နော်ဘုဒ္ဓဝေရေးတဲ့အခါမှာကျယ်ပြတယ်ဘာဖြစ်လဲဆိုတော့သူကပါဠိတစ်ပုဒ်ပါဠိဆိုတာကန္ထာပါဠိပေါ့နော်အဲ့ဒီကန္ထာတစ်ပုဒ်သူကထုတ်ပြမယ်ပြီးအဲ့ဒီထဲမှာအဓိကထာထဲကဝေါဟာရတွေနော်အတိပ္ပယ်မရှိတဲ့ဟာတွေရှင်းရမယ်နော်ဝိဇ္ဇိရေးတရားရေးအဲ့ဒါတွေပါမယ်နော်နောက်တေရုပ်တွေပါတွေပေါ့နော်အဲ့ဒီထဲနဲ့ပတ်သက်ပြီးအဲ့ဒီကန္ထာနဲ့ပတ်သက်ပြီးတော့ဒီအဖွေပေါ့နော်ဟိုတလုံးချင်းပေါ့တလုံးချင်းဥမာ80ဆိုတာဘာလဲအတ္တချီယဆိုတာဘာလဲအဲ့ဒါတွေကပေါ့နော်ကအကြောပြောပြီးဆိုလဲကပ္ပလို့ဆိုလဲဝဟရပါလာပြီးဆိုလဲအဲ့ဒီကပ္ပဆိုတာဘာလဲနကပ္ပဘယ်လိုဝိကျော်ဆိုရလဲကပ္ပရဲ့ကပ္ပပေါ့နော်အမျိုးအစားတွေကဘာတွေလဲအဲ့လိုပေါ့နော်အဲ့လိုမျိုးသူကဟိုကာထာတွေကိုလည်းဖွင့်ရတာပေါ့နော်ကာထာလေးတွေဖွင့်ရတယ်နောက်ပြီးတော့အဲ့ဒီကန်ထာတွေဖတ်ကြီးပဲဖတ်မယ်ဆိုအဆက်ဆက်မတွေ့ရဘူးပေါ့နော်အဆက်ဆက်မတွေ့ရဘူးအဲ့ဒါကြောင့်အထာကထာကအဲ့ဒီကန်ထာတွေကိုဆက်ဆက်ပုံကိုပြရတယ်ပေါ့နော်ဥပမာဗုဒ္ဓဝတ္တဆိုရင်အစပဲမှာသဟံပတိပြာမှာတောင်းပါတယ်လို့ပြောတယ်ဘယ်လိုဆက်ဆက်လာတာလဲဩသဟံပတိပြာမှာရဲ့ဒီဓမ္မစကြာကနေနော်တရားဟောဖို့ရှောက်တာတွေအဲ့လိုပေါ့နော်ဆက်ဆက်ပြီးတော့ဖြစ်စီတွေကိုဆက်ဆက်ပြီးတော့ပြရတာပေါ့နော်ပြရတယ်အဲ့ဂျားထဲမှာလည်းတစ်ခါကြာရဲ့အဲ့ဂျားထဲမှာလည်းတစ်ခါကြာရဲ့ဘုဒ္ဓဝေမှာပါတဲ့ဂန္ဓာတွေနောက်တခြားအကြောင်းလေးတွေဝေလာမယ်နော်ဆက်ဆံမှုအလျော်ဆိုတာအဲ့ဒါလေးတွေပေါ်ပြတာပေါ့နော်နောက်ပါရမီ7ပါးကြတော့ဒီပါရမီ7ပါးတော့မပါမဖြစ်ပေါ့နော်ဘုဒ္ဓဝေမှာတော့အဲ့ပါရမီ7ပါးကိုတခြားဘုဒ္ဓဝေတခြားအထာကထာတွေကဒီနောက်ပိုင်းမှာပြပေးမယ်ဗုဒ္ဓဝတ္တအထာကထာရတော့သူကဒီပထမအပိုင်းအခါပေါ့နော်ရတနာစင်ကမနာဆိုတဲ့အခါမှာကတည်းကပါရမီ7ပါးဆိုတာပါလာတာဟုတ်အဲ့ဒါကြောင့်အဲ့ဒီနေရာမှာပဲပါရမီ7ပါးကိုပြတာပေါ့နော်ပါရမီ7ပါးကိုပြတယ်ပြတဲ့နေရာမှာဟိုအောင်နော်စားတော်တွေပါတယ်ပေါ့နော်စားတော်တွေပါတယ်ပြပြီးတဲ့အခါမှာနော်နောက်ပြီးတော့ကာထာလေးတစ်ပုတ်ထိုးပြီးတော့အဲ့လိုမျိုးပြတာပေါ့နော်အဲ့ဒီအခန်း1မှာပဲပြလဲတယ်အဲ့ဒါကြောင့်ဒီသူမိတာအခါတို့မှာနော်ပါရမီတွေစေချေတဲ့အခါမှာလည်းရှိတယ်အဲ့ဒါကြတော့ဒီလိုမျိုးမပြတော့ဘူးနော်ဒီလိုမပြတော့ဒီဘေကရာရဲ့ဗုဒ္ဓဝေကနော်ဗုဒ္ဓဝေကြည့်မယ်ဆိုရင်ဒီဘေကရာရဲ့ဗုဒ္ဓဝေကနော်
အမှသူ့မေတ္တာအခါပြီးမှဒီဗီကရာဘုဒ္ဓဝေအဲ့လိုမျိုးတွေ့ရမယ်နော်ဒါပေမဲ့အထာကထာတွေဆိုလို့ဆိုရင်အဲ့ဒီသူ့မေတ္တာအခါမှာကလေးကဒီဗီကရာဘုဒ္ဓဝေကိုဝေပြီးတော့ရေးနေပြီဘာဖြစ်လို့လဲဆိုတော့ဒီဗီကရာဘုဒ္ဓဝေကဒီသူ့မေတ္တာစေရသေးပေါ့နော်သူ့မေတ္တာစေရသေးနောက်ဒီဗီကရာဖေယားပွေလာတာဟုတ်နော်ဖေယားပွေလာတယ်ဖေယားကဒီအမရဝတီမျိုးကိုကြွလာမယ်အဲ့ဒီမှာကတည်းကဒီဗီကရာဖေယားရဲ့နဲ့ဒီသူ့မေတ္တာရေသိမ်းနဲ့တွေ့ဖို့အကြောင်းဖာလာပြီအဲ့ဒါကြောင့်သူ့ဒီဗီကရာဖေယားရဲ့ဘုဒ္ဓဝေအဲ့ဒီကနေစိုက်ပြီးတော့ကြည်ရတာပေါ့နော်ဟိုတခါတည်းဟိုဒီဗီကရာဘုဒ္ဓဝေကိုတည့်ရသွားကြည့်မယ်ဆိုရင်ဖြစ်စစ်တယ်အကုန်လုံးမပေါ်တော့ဘူးနော်မပေါ်တော့ဘူးနောက်တော့ကပန်အကြောင်းဆိုတာကတော့ကအကြောင်းပေါ့နော်ဘယ်တိချီမှာနော်လေးတိချီနဲ့ကပန်တသိအထက်မှာအဲ့လိုပုံစံလေးတွေပေါ့အဲ့ဒါလေးတွေလည်းပါလာမှာပေါ့နော်ပါလာမယ်နောက်ပိုင်းကျမှဒီဂေါတမဖေရတော့သူ့ရဲ့ဖြစ်စီကတော့နောက်ဆုံးပေါ့နော်နောက်ဆုံးသူ့ရဲ့ဖြစ်စီကတော့နောက်ဆုံးဆိုတော့ဘာနဲ့တူမလဲအဝိတုတွေနိဒာနဲ့တာတိကိနိဒာနဲ့ဝေတဲ့တာတိကိနိဒာနဲ့တာခါထာဖွေကိုပြောချင်တာကဒီစစ်မှာဒီဗီကရာဖေယားကနေနော်ကာသပဖေယားထိရတယ်နော်ကာသပဖေယားထိအဲ့ဒါတည်းတော်တော်ဝေးတဲ့အကြောင်းတွေအဲ့ဒါကြောင့်နော်တူတွေနိဒာထဲဝေသွားပြီနော်အဝိတုတွေနိဒာပြောမယ်ဆိုရင်လည်းအဝိတုတွေနိဒာကြတော့ဒီတုတိတာနတ်ပြည်ကနေနော်တပ်ပြည်ညုတညာဖြစ်တဲ့အထိအဲ့ဒါလေးပြောတာနော်အဲ့ဒါလေးတွေပြောတာတာတိကေနေတာကြတော့ဒီဖျားဖြစ်ပြီးတဲ့နောက်ပိုင်းဖြစ်စီတွေကိုပြောတာဒီဘုဒ္ဓဝတ္တအထာကထာကြတော့ဒီပါဠိတော်ဖွင့်တဲ့နေရာမှာဒီဂါထာတွေကိုဖွင့်တဲ့နေရာမှာဒီတာတိကေနေတာမှာပဲလာပြတာနော်ဒီအဝိတုတွေနေတာနေမှာမပြဘူးနော်ခေါတမဘုဒ္ဓဝေယဂါထာတွေကိုပြောတာနော်အဲ့ဒါလေးပြောတာဒါကဘုဒ္ဓဝတ္တအထာကထာပေါ့နော်ပြောချင်တာကတော့ကျယ်ဝိုးတာပေါ့နော်မူရေးပါဠိတော်ဖြစ်တဲ့မူရေးပါဠိကိုဖွင့်တာဖြစ်တဲ့အတွက်ဂါထာတွေကိုဖွင့်ဆိုရှင်းလိုက်ရတယ်တပုတ်ချေးလဲဖွင့်တယ်တခါကျဂါထာ၄၅ဖို့နော်ဂါထာတွေရဲ့ဟိုသူအကြောင်းအရာအားလျော်စွာပေါ့တခါကျဂါထာ၄၅၀ဖို့ဟိုတခါတည်းဖွင့်တယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဂါထာတွေကိုပြတယ်ဖွင့်တယ်ပြီးတဲ့အခါမှာအဲ့ဒီဂါထာတွေကိုဘာဆိုလို့လဲဆိုတာကိုဟိုစကပြေနဲ့ပေါ့နော်ဗာလိစကပြေနဲ့ရေးချလိုက်တာပေါ့နော်ရေးတာပေါ့ဒါကဘုဒ္ဓဝတ္တအထာကထာနော်အပဒနာအထာကထာရှိတယ်နော်အပဒနာကထာရှိတယ်အပဒနာအထာကထာရတော့လေသူကအထာကထာတွေကဒီဘုဒ္ဓဝေကိုရေးတဲ့နေရာမှာရှေ့ကဒီသူမိနာနော်သူမိတာအခန်းနဲ့ဒီဗီကရာဘုဒ္ဓဝေဒီနှခါကဒီဂါထာတွေကိုထည့်ပြီးတော့ဗောနော်အကျယ်တဝေးရေးကြတာပေါ့နောက်ပဲဖျားတွေကြတော့ဒီဂါထာတွေမယူတော့ဘူးပါဠိတော်ဂါထာတွေမယူတော့ဘူးစိတ်ကသူမိတာအခန်းနဲ့သူမိနာစေတဲ့အခန်းနဲ့ဒီဗီကရာဘုဒ္ဓဝေအခါကဂါထာတွေပေါ့ယူပြီးတော့ပြောတယ်အဲ့ဒါကြောင့်အဲ့ဒီနေရာတွေမှာတော့နည်းနည်းကျယ်ဝူးတာဗောနော်နည်းနည်းကျယ်ဝူးလဲအပဒအထာကထာလည်းအဲ့လိုပဲနော်သူမိတာစစ်ဆိုရတနာစေကမနာဆိုတဲ့အခန်းရှိတယ်အဲ့ဒါကြတော့သူတို့မယူတော့ဒါဝေဝိုင်းနော်ဒီအပဒနာအထာကထာမှာကြတော့သူကအကျေးလေးပဲရေးတာအကျေးလေးပဲရေးတယ်နော်ဘုဒ္ဓဝေကိုရေးတဲ့အခါမှာအကျေးလေးရဆိုဥမာဂေါတညာဘုဒ္ဓဝေဆိုရေးနော်ကဘာပဲလို့မှာဂေါတညာဘုဒ္ဓဝေပွေတယ်သူကတာဏိပါဒပဲနေကြရှိလဲနော်ပထမတာဏိပါဒမှာအစည်းဝေးပါနော်တာဝကအစည်းဝေးပြောတာဘယ်နဲ့ကတည်းကအကျုပ်တရားရကြလဲနောက်ပြီးတော့သူကဖယားလောအဲ့တော့ဘယ်ဘဝဖြစ်တာလဲဒါကဘုဒ္ဓဝေပါဠိတော်ကပြောတဲ့ဟာတွေကိုခြုံပြီးတော့စက္ကပြေလေးနဲ့ပေါ့နော်နှစ်ပါရာဂရတစ်ခုနှစ်ခုအဲ့လိုမျိုးပေါ့နော်လူရည်တူရှိနဲ့ချောမှုဟိုပါပေါ့ဟိုစက္ကပြေလေးနဲ့ပေါ့နော်စက္ကပြေလေးနဲ့ချောမှုပဲပြရေးလိုက်တာပေါ့ပြီးတော့ကာထာလေးနောက်ဆုံးမှာကာထာလေးတစ်ခုထိုးထည့်လိုက်တယ်အဲ့ဒါပဲအဲ့ဒီကာထာဆိုတာကလည်းဘုဒ္ဓဝေကယူတာနော်ခေါတညဖေယာ
ဒီဘေကရာဖရားတော့မှာကောတိညာဖရားပို့တော်မူပြီးအဲ့လိုကထားလေးတွေပေါ့နော်တပုတ်လေးထိုးလိုက်တယ်အဲ့ဒါဖရားရဲ့ဖြစ်စေတခုပြီးသွားပြီအဲ့ဒါနော်ဒါအပဒါနအထကထာရဲ့ပုံစံပေါ့နော်ပို့တော်ဝေတွေကိုအကျဉ်းနဲ့ပဲရေးတယ်နော်ပါရာဂရက်တစ်ခုနှစ်ခုအဲ့လိုပေါ့နော်အစုံမှာကထားလေးတစ်ခုထည့်ပေးလိုက်တယ်ဒါပဲနော်အကျဉ်းဆိုတာကတော့ခုနကဘာလဲနော်ကဘာပဲလောက်မှာပွေလိုက်တယ်နော်တဏိပါဒဘယ်နှကြီးရှိလဲဖရာလောင်းပဲအဲ့ဒီဘွားတော့ဘသူဖြစ်တာလဲနော်ဖရာရဲ့မိဘတွေမြို့တွေပေါ့နော်တာဝကတွေအဲ့လိုပေါ့နော်အရာပဲလောက်လဲအရာပဲလောက်လဲတက်တော်ပဲလောက်လဲအဲ့လိုမျိုးဒါလေးတွေကိုပဲပြောတာပေါ့နော်ဒူရေနိတာအဝိဒူရေနိတာတာတိကေနိတာပြောမယ်ဆိုတော့ဒူရေနိတာအကျယ်ကြီးပြောတယ်အဝိဒူရေနိတာနဲ့တာတိကေနိတာလည်းအကျယ်ကြီးပြောတယ်နော်အကျယ်ကြီးပြောတယ်ပြောမယ်ဆိုရင်တော့ဘုဒ္ဓဝေကိုသူကလည်းအကျယ်တဝေရေးတာပဲနော်စန္ဒကရတော့သူကလည်းအကျဉ်းချုပ်လေးပဲသူကအပဒါပုံစံပဲအပဒါနအထကထာလိုပဲနော်စန္ဒကလည်းသူကအကျဉ်းချုပ်လေးပဲရေးတယ်ပါရာဂရက်လေးတစ်ပုတ်တစ်ပတ်နှစ်ပတ်တကယ်လို့ပလာစာအုပ်စသမှုစာအုပ်နဲ့ကြည့်မယ်ဆိုတော့အဲ့လိုပေါ့နော်ဦးဇေယဒီဘာလဲ application တွေဖတ်လို့ပါရာဂရက်တစ်ခုနှစ်ခုအဲ့လိုပုံစံလေးပေါ့နော်နည်းနည်းပို့သွားတဲ့ဟာလည်းရှိတယ်နော်ခါထားလေးတစ်ပုတ်ထည့်တယ်နောက်အဆုံးမှာအဲ့ဒါကြောင့်သူကအပဒါနဲ့စာတကနဲ့ကအဲ့လိုရေးတဲ့အခါမှာပုံစံတူတာပေါ့နော်ပုံစံတူတယ်နောက်တော့သူတို့ရေးတဲ့ဝက်ချက်တွေကလည်း90ရာခိုင်နှုန်း99ရာခိုင်နှုန်းကတူတယ်ဒါကတအားကြီးမကွဲဘူးနော်တအားကြီးမကွဲဥမာစတူရောနဲ့စတာတော့အဲ့လိုပေါ့ဟိုကပြပါဟိုကပြမပါဘူးအဲ့လိုပုံစံလေးတွေတအားကြီးမကွဲဘူးကဘာအကြောင်းတွေပြောမယ်တာဏိပါဒအကြောင်းတွေပြောမယ်ဖခင်လောတွေမိဘတွေစသည်ကိုပြောမယ်အဲ့ဒါတွေပဲပြောတာပဲနော်သူကလည်းဒီဒူရေနိတာအဝိဒူရေနိတာတာတိကေနိတာအကျယ်တဝိပြောတာပဲနော်ဓမ္မသင်္ကနီအထာကထာလည်းအဲ့လိုပဲနော်ဓမ္မသင်္ကနီအထာလည်းပြောတာပဲသူကလည်းအခြေချုပ်ပဲပြောတယ်ဘုဒ္ဓဝေနော်အခြေချုပ်ပဲပြောတယ်ပါရာဂရက်လေးတစ်ခုနှစ်ခုနဲ့ဒါပေမဲ့တချို့နေရာလေးတော့ကျယ်သွားတာရှိတာပေါ့နော်သူကအစိုးရကန်ဟာတပုတ်သူကအဲ့လိုထည့်ရုံမပြုတော့ဘူးနော်စာရကားတို့အပါဒါတို့လိုပြီးတာနဲ့အကန်ဟာလေးတပုတ်ထည့်လိုက်တယ်အဲ့လိုမလုပ်တော့ဘူးသူကတစ်ဆက်တယ်နော်အဲ့လိုမလုပ်တော့သူကနောက်ပြီးတော့ဒီအဘာဒါတို့မှာအပဒါအထာကထာပေါ့နော်အပဒါအထာကထာတို့ဆိုရင်ဒါကောတိညာပုတ္တဝေဆိုအဲ့လိုတက်တက်လေးတတာပေါ့နော်ဒါကတော့ဟိုတေကနာတေလည်းမထေတယ်ထားတဲ့ပုံစံဖြစ်မှာပါနော်ဒီဓမ္မတေကနီမှာတော့အဲ့လိုမထားဘူးနော်ခေါင်းစည်းတွေမထားတော့တခါတည်းနော်ခေါင်းစည်းကြီးတွေမတည့်တော့ဘူးနော်တခါတည်းဟိုတပရိတ်ထဲရေးထားတာပေါ့နော်ဥမာကောတိညာပြီးမင်္ဂလာဖေယာအဲ့လိုမျိုးတခါတည်းပါရကလေးတစ်ခုနှစ်ခုအဲ့လိုပဲတခါတည်းတပရိတ်ထဲကြီးတယ်သူကလည်းဒီဇာတကအထာကထာအပဒနာအထာကထာလိုပဲသွားတဲ့ပုံစံတူတယ်နော်ဓမ္မတက္ကနီအထာကထာနော်တူတယ်နိဒာ3မျိုးနိဒာ3မျိုးနဲ့ကြတော့ဓမ္မတက္ကနီမှာကနည်းနည်းထူးတော့ဗောနော်ဓမ္မတက္ကနီမှာကဒူရနိဒာအဝိဒူရနိဒာတာတိကေနိဒာအဲ့လိုမျိုးနော်မရှိတာမျိုးရှိတယ်သူအမျိုးလေးတော့ပြတာဗောနော်ဘဲနေပဲထီကဒူရနိဒာဘဲနေပဲဖြစ်စေဘဲနေပဲထီကအဝိဒူရနိဒာဖြစ်စေဘဲနေပဲထီကတာတိကေနိဒာပြတယ်အမော့လေးတော့ပဲပြတယ်နည်းနည်းလေးပဲပြတယ်နော်ဝါချက်လေး3ချောင်းဝါချက်လေး2ချောင်းတော့ပဲပြတယ်နည်းနည်းလေးပဲပြတယ်သူအဓိကပြက်လို့ရေးကတော့ယူဆရတာကအဲ့လိုမဟုတ်ဘူးသူအဓိကပြက်လို့ရေးကဒီမှာကဒီအတိကမနိဒာနဲ့ဒေသနာနိဒာဆိုတဲ့နိဒာနှစ်ခုကိုပြက်လို့တယ်လို့ယူဆရတာပေါ့နော်ဘာဖြစ်လဲဆိုတော့အတိကမနိဒာကဒီတပ်ပိညုဒညာရတဲ့အထိပေါ့နော်ဖြစ်စေဒီတပ်ပိညုဒညာရတဲ့အထိကအတိကမနိဒာနော်ပြီးတဲ့ခါမှာဓမ္မစကြာတရားဟောတဲ့အထိကဒေသနာနိဒာနော်ဒေသနာနိဒာအဲ့ဒါကြောင့်ဓမ္မတိကနီဘုဒ္ဓဝေကိုရေးတဲ့နေရာမှာဟိုအထက်ကဖြစ်စေတွေကတော့ဟိုဘုဒ္ဓဝတာတို့ဇာတကတို့နော်အပဒါနာတို့တူတယ်နော်တူတယ်နောက်ပဲကြတဲ့ဟာတွေကတော်တော်ချေးတယ်ဘာလို့လဲဆိုတော့ဒီခုနပြောခဲ့တဲ့အထာကထာတွေကဒီဒူရိနိတာအကျယ်ကြီးပဲအဝိဒူရိနိတာဆိုရင်လည်း
တူတိတာဘောကနေနော်တပ်ပိမိတာညာရဖို့အတွက်အဲ့ဒီကနော်အကိုရာကောလာဟာလာတွေဖြစ်တာတို့နော်ချီချင်းငါးပါးကြည့်တာတို့အကျယ်ကြီးရတယ်အကျယ်ကြီးရတယ်ဒီဓမ္မတက္ကနီမှာအကျယ်ကြီးမကြီးဘူးနည်းနည်းလေးပဲကြီးတယ်နော်ဓမ္မတက္ကနီမှာနည်းနည်းလေးပဲကြီးတယ်အဲ့ဒီအပီးခဏဒီမှာမျိုးကြီးတယ်နော်ဓမ္မတက္ကနီမှာအဲ့ဒါနည်းနည်းလေးပဲကြီးတယ်နော်ဒါဟောပါအဝိတုရိနိဒာနဲ့ပတ်သက်ပါနော်တာတိကိနိဒာဆိုလည်းအဲ့လိုပဲနော်တာတိကိနိဒာဆိုလည်းတာတိကိနိဒာတော့ဒီဟောပါဖျားဖြစ်ပြီးတဲ့နောက်ပဲပေါ့နော်ဖျားဖြစ်ပြီးတဲ့နောက်မှာဓမ္မစကြာတရားဟောတာတော့နော်ဟိုစေတထောင်တို့ဘာတို့အဲ့လိုပေါ့နော်လဲဓမ္မပစ္စဘကြီးငါ့ဦးတရားဟောတာတော့အဲ့ဒီဘက်ချမ်းတယ်နည်းနည်းလေးပဲရေးတယ်အဲ့ဓမ္မသင်္ကနီထာကထာကတော့အတိကမနိတာဒေသနာနိတာဒီနိတာတစ်ခုကိုအတိကထားလို့တယ်နော်ဒီတူရနိတာစတဲ့၃အဝိတူရနိတာတာတိကေနိတာဒီ၃မျိုးကို ਨੇ အတိကမတွဲဘူးပေါ့နော်မတွဲဘူးဆိုပေမဲ့ကြည့်လို့တော့ရတယ်လေအဲ့ဒီပုံစံနဲ့ခြုံကြည့်လို့ရတယ်စရိယပိဋကဆိုတော့လည်းရှိတယ်နော်စရိယပိဋကစရိယပိဋကကဘုဒ္ဓဝေကိုဘယ်လိုရေးလဲဆိုတော့သူကနိဒာ၃မျိုးကိုအခြေဖြစ်တပေါင်းတဲပြချေပြောချင်တာကနိဒာ၃ခုလို့ပေါ့နော်ဒုရေနိဒာအဝိဒုရေနိဒာတန်တိကေနိဒာဟိုတခုချင်းအကျယ်ကြီးမရေးတော့ဘူးတပေါင်းထမ်းချုပ်ပြီးတော့တခါလေးရေးလိုက်မှာဥမာဒီဘေကရာဖရာရဲ့လက်ထက်မှာဒီဘေကရာဖရာရဲ့လက်ထက်မှာပြတိခိုင်ရွယ်ပြီးနော်ပြတိခိုင်ရွယ်ပြီးတော့ပါရမီတွေဖြည့်ကြည့်ပြီးတော့ဝေဒတာလက်ထက်မှာဟုတ်လားနော်ပါရမီတွေဖြည့်ကတုတိတနာပြင်းနဲ့ဖြည့်ရွယ်ထုံတော်ဒုက္ခရစရိယာခြေကပုရိမယာနဲ့ပုဗ္ဗနိဝါဒနုတ္တိညာအဲ့လိုပေါ့နော်ဟိုကြီးလေးပဲရေးတော့တယ်ပေါ့နော်အချိန်တော့ဘောတိညာရပါတယ်နောက်ကတရားဟောတယ်ကပိလဝတ္ထုကြွတယ်နော်တုတိတာဖြစ်တဲ့အထိပေါ့နော်အခုဆိုဒီမှာပါရမီဖြစ်တဲ့တုတိတာထိတုတိတာမှာတုတိတာနတ်ပြည်မှာဖြစ်တဲ့ဒါဆိုရင်ဒီအဝိတုထက်ဝေရမယ်ဒုက္ခရစရိယာကြည့်တဲ့ယံတော့ဘာတော့ဘောတိညာရတာတို့အဲ့ဒါတွေကဒီအဝိတုထက်ဝေရမယ်နော်တရားဟောတယ်ကပိလဝတ္ထုကြွတယ်နော်ဒီဘက်ဖြစ်စီတွေကြတော့ဒီတာတိကနိထက်ဝေရဝေတော့မှာပေါ့နော်ပြောရတာကနိဒာ၃မျိုးကိုခြုံပြီးတော့တခါတည်းရေးလိုက်တယ်နည်းနည်းလေးနဲ့နော်အဲ့ဒါစရိယပိဋကအထာကထာကအကျယ်ကြီးမရေးဘူးဒါပေမဲ့နောက်ပိုင်းမှာသူကနည်းနည်းထပ်ပြီးတော့ချက်ရေးတယ်ပေါ့နော်ဒီဘေကရာဖျားလက်ထက်မှာပြတ်တိခိုင်ကိုခက်စကသူ့မိသားရတဲ့အကြောင်းဒီဘေကရာဖျားရဲ့အကြောင်းလေးကိုနည်းနည်းလေးထက်ရေးတယ်နော်နည်းနည်းလေးထက်ရေးတယ်ဆိုတာဒီဖျားတွေရဲ့ဖြစ်စီကိုပြောချင်တာမဟုတ်ဘူးဒီပြတိခိုင်ယူခဲ့တဲ့ဖြစ်စီတွေကိုအဓိကပြောချင်တာနော်ဒီဘေကရာဖျားလက်ထက်မှာပြတိခိုင်ယူတယ်နောက်ဘယ်လိုနေတာပေါ့နော်ဒီတထေကလောကကိုညင်းငွေ့တယ်အဲ့လိုဟာတွေပေါ့အဲ့ဒါလေးတွေရေးတယ်တင်ဟိုဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ရေးတာပေါ့နော်ဂျာတဲ့ဖျားလေးကြတော့လုံးဝမရေးတော့ဘူးလေနော်ဒီဗီဒီယိုဖျားလေးကြောင့်နည်းနည်းလော့ရေးပြီးတော့ဂျာတဲ့ကောတိညာဖျားမေကလာဖျားတို့ကြတော့အာတိတရာနဲ့သိလိုက်ပြီဂျာတဲ့ဖျားတွေမှာတော့နော်ဂျာတဲ့ဖျားတွေစီမှာလဲနော်အဲ့ပါတီစဘာဖြစ်ပြီးတော့နော်ပြတဲ့ခါရပြတဲ့ရတာပေါ့နော်ပြတဲ့ရတယ်နောက်ပြီးတော့ဖျားဖြစ်သွားတယ်အညိုးလေးတော့ပဲအဲ့တော့စရိယပိဋကကဏိတ၃မျိုးတပေါင်းနဲ့တခါလဲချုပ်ရေးတယ်နော်အဲ့ဒါနည်းနည်းချက်ပြီးတော့သူမိတာအကြောင်းပြောတယ်သူမိတာအကြောင်းပြောတယ်ဆိုတာကဖျားတို့ဖျားလောင်ရဲ့ဖြစ်စီလေးကိုပေါ်ပါဘောနော်ပေါ်ချတာပေါ့နော်နည်းနည်းပေါ်ချတာပေါ့အဲ့ဒါပြောတယ်နောက်ကြာဖျားတွေမှာလည်းနော်ပါရမီဆက်ဖြည့်ခဲ့ပြီးတော့ပြတိခိုင်ပြတိတွေပါတယ်ရတယ်နော်ပြတိစကားတွေရတယ်နော်ဖျားတွေကစီမှာလည်းပြတိခိုင်ယူတယ်ပါရမီတွေဖြည့်တယ်ပါရမီပြီးသွားတယ်ဖျားဖြစ်သွားတယ်အဲ့လိုမျိုးအတိတရာလေးနဲ့ပဲနော်ဂျာတဲ့ခေါ်တင်ညာစတော့အစရှိတော့ဖျားတို့နဲ့ဂျာတော့ခေါ်တင်ညာအစရှိတော့ဖျားတို့နဲ့နော်အဲ့ဒါလေးပဲပြောရတာပေါ့နော်ဆမနာတမနာနမနာလောက်ပဲဆမနာကဘာကြောတော့ပါတာပေါ့နော်ကဘာကြောကတကယ်ကြတော့ကဘာအကြောင်းကကဘာအကြောင်းကဘုဒ္ဓဝတ္တပြောရမှာဘုဒ္ဓဝတ္တအထာကထာပြောရမှာနော်ဒါပေမဲ့ဘုဒ္ဓဝတ္တအထာကထာကလုံးဝမပြောဘဲနဲ့နော်တခြားမဆက်တဲ့ဟာကိုထည့်ပြောတယ်ဘုဒ္ဓဝတ္တအထာကထာနော်စရိယပိဋကအဲ့ဒါပြောနေရတာပေါ့နော်ကဘာအကြောင်းလေးသိချင်တဲ့ကဘာတသေးပဲဖျားရဲ့ကြမှာဘယ်တော့ချားသွားလဲအဲ့လိုမျိုးပေါ့နော်
သူလည်းပြောပါတယ်เนาะအကျယ်ကိုเนาะဒီထက်ပြောရမယ်ဆိုတော့ဘုဒ္ဓဝိတ္တကိုပဲကြည့်ကြပါเนาะဘုဒ္ဓဝိတ္တမပြောဘူးဆိုတာလေသူကဘုရားတပါးကြီးစီကိုအထာကထာဖွင့်ဖြစ်တယ်ပြောတယ်ဖွင့်တဲ့တည်းမှာသူကကကဘာကျော်ပါသွားပြီเนาะပါသွားပြီသူ့မှာထပ်ပြောစရာစကားလုံးကမရှိတော့ဘူးထေတယ်เนาะဘုဒ္ဓဝိတ္တကအဲ့ဒါကြောင့်ကဘာကျော်မပြောဘူးပေါ့เนาะမပြောဘူးစရိယပိဋကမှာတော့ပြောတာပေါ့เนาะဒါကတော့စရိယပိဋကအထာကထာပေါ့เนาะအခုဒီနေ့မိတ်ဆက်ပေးတာဆိုရင်အထာကထာ၅ခုဘုရားဝတ္တအထာကထာเนาะအပဒနာအထာကထာဇာတကအထာကထာဓမ္မသင်္ကနီအထာကထာစရိယပိဋကအထာကထာ၅ခုဒီအထာကထာကြားနေမှာဘုဒ္ဓဝေရေးလာတဲ့ပုံစံလေးကိုเนาะအခြေချုပ်လေးပေါ့เนาะနမူနာအနေနဲ့ပြတာဒီထက်နည်းเนาะလေ့လာထားတာမဟုတ်ဘူးဟုတ်ပြီလားနိကိုလေးအုပ်လိုက်အောင်မယ်เนาะခုနပြောသလိုပဲအထာကထာ၅ခုကိုတုံးထားတယ်ဘုဒ္ဓဝတ္တအထာကထာအပဒနာအထာကထာဇာတကအထာကထာဓမ္မသင်္ကနီအထာကထာစရိယပိဋကအထာကထာနိတာဘုဒ္ဓဝတ္တရဲ့အပဒနာရဲ့ဇာတကရဲ့၃ခုလောကနိတာကိုအကျယ်ကြီးတယ်ပြောချင်တာကအဝိတုရေနိတာဒုရေနိတာအဝိတုရေနိတာတာတိကေနိကအကျယ်ကြီးတယ်เนาะကြဲဖတ်ချင်အဲ့ဒီမှာသွားဖတ်အဲ့ဒီမှာသွားဖတ်เนาะဒီဓမ္မသင်္ကနီအထာကထာရတော့သူကဒုရေနိတာကအကျယ်ကြီးပဲသူကဘုရားဖြစ်စီကြီးတာကိုအကျယ်ကြီးလို့ပြောမှာပေါ့အဝိတုရေနိတာနဲ့တန်တိကေနိတာကျတော့ကြီးကြီးလေးပဲเนาะဒုတိယဖြစ်စီကနေတပိညုဒညာရတပိညုဒညာရတဲ့အထိတပိညုဒညာရတာကနေပရိနိဗ္ဗာန်အထိကြီးကြီးလေးပဲရည်သွားတယ်เนาะတနည်းအားဖြင့်ခုနပြောသလိုပဲသူကဓမ္မသင်္ကနီကအဓိကမနိတာနဲ့တေတနာနိတာကိုအဓိကဖော်ပြလို့ပဲเนาะအဲ့လိုမျိုးကြည့်မယ်ဆိုရင်တော့ဒီတပိညုဒညာရတဲ့အထိကဘုရားဖြစ်တဲ့အထိကအဓိကမနိတာเนาะဓမ္မစကြာတရားဟောတဲ့အထိကတေတနာနိတာเนาะစရိယပိဋကကြတော့နိတာတစ်ခုလိုကိုပေါင်းပြီးတော့ချုပ်ပြီးတော့ရေးလိုက်တယ်เนาะဒီတစ်ခုပြီးတစ်ခုရေးမနေဘူးเนาะနိတာတစ်ခုလိုကိုချုပ်ပြီးတော့ရေးတယ်ပလိစကားရေးဟာနဲ့ကြည့်မယ်ဆိုရင်တော့ဘုဒ္ဓဝတ္တထာကထာကိုတော့မပြောလို့သူကနည်းနည်းကြည့်ရတာနည်းနည်းဟောပေါ့ဘယ်လိုလဲသူကပါဠိတွေเนาะအဖွေတွေပါတယ်ပေါ့เนาะအဖွေတွေပါတယ်လဲရောရှက်ဝေတာပေါ့เนาะပြီးတော့တခြားခံထားတွေလည်းအများကြီးဝေတာပေါ့เนาะတခြားပြပကထာတွေလည်းဝေလာတယ်ပြပအကြောင်းတွေလည်းဝေလာတာများတယ်เนาะအရေးသားမတူနဲ့ပေါ့เนาะဒီအပဒနာအထာကထာဇာတကအထာကထာဓမ္မသင်္ကနီအထာကထာဒီတစ်ခုမှာတော့ဒီပါဠိစကားပြေရေးဟာပေါ့เนาะဒီတော့ဘုရားဖြစ်စီကိုသူကဟောလေပြေပြီးတော့ပြိုင်တော့ရေးရုံပဲလေเนาะပြေပြီးတော့ပြိုင်တော့ရေးတာလေเนาะကဘာဘယ်လိုအထက်မှာပဲဘုရားပွင့်ပြီးတော့နော်တဏိပါဒ၃ကြီးဖြစ်ပါတယ်တရဝါဒီဘယ်လိုထိကျုပ်ပါတယ်နော်ဘုရားလောအဲ့ဒီတော့ဘယ်ဘဝကသူဖြစ်ပါတယ်နော်ဘုရားလောရဲ့မြို့နာမဲ့ရွာနာပဲမိဘမျိုးရိုးတွေပေါ့နော်မျိုးရိုးတွေစီးတော်ရေတို့နော်အရာတွေသက်တော်ဘယ်လိုလဲအဲ့ဒါတွေပြောသွားတာနော်တော်တော်တူတော့ပေါ့နော်ရေးဟာတွေကတော့အဲ့ဒါကြောင့်ပါဠိစကားပြေရေးဟာတော်တော်တူတယ်လို့အဲ့တုံးခုကနော်စရိယပိဋကကတော့ဒီဘိကရာမှာအကျေလေးရေးတယ်ကြားတဲ့ဟာကိုဒီဘိကရာဖရားရဲ့ဖြစ်တကယ်တော့ဒီဘိကရာဘုဒ္ဓဝီရေးတာမဟုတ်ဘူးသူ့မေတ္တာအကြောင်းဟဲ့လဲလို့တော့ရေးတာနော်ဒီဘိကရာဖရားလက်ထက်မှာဒီတို့ဖရားလောသူ့မေတ္တာဖြစ်ခဲ့တယ်သူ့မေတ္တာအကြောင်းဟဲ့လဲလို့တော့ဖြစ်ရေးတာနော်ပါရမီဖြစ်ခဲ့တယ်ဘာညာပေါ့နော်ဒါကြောင့်ကြားတဲ့ဘုဒ္ဓဝီတွေမှာလည်းကြားတဲ့ဖရားတွေရှိပါလဲပါရမီတွေဖြည့်ခဲ့တယ်အဲ့လိုပေါ့နော်ဗျံတေးရခဲ့တယ်ဖျားဖြစ်ဖို့အနာဂတ်ကလာမှာဖျားဖြစ်မယ်ဆိုတော့ဗျံတေးရခဲ့တယ်အဲ့ဒါလေးကိုပြောတာတို့ဖျားလောင်းရဲ့ခေါရမဖျားလောင်းရဲ့အတိတ်ဘဝကဖြစ်စေတွေကိုဟဲ့လဲလောက်တာနော်ဒါတခြားဘုဒ္ဓဝေသူရေးချတာမဟုတ်ဘူးနော်နောက်ကဘာအကြောင်းကိုတိတိုက်ရေးတယ်အဲ့ဒါလေးဒီနေ့ကတော့ဒီအထာကထာကျမ်းတွေမှာနော်ဘုဒ္ဓဝေရေးထားတဲ့ပုံစံလေးနဲ့ပတ်သက်ပြီးတော့နော်တွေ့ထားမိတယ်လို့ပေါ့နော်မျှဝေတာဖြစ်ပါတယ်နော်အဲ့ဒါလေးကိုမျှဝေတာဖြစ်ပါတယ်ဟိုတဆိုတရားဘုဒ္ဓရမယ်လို့ယူဆပါတယ်နော်အဲ့ဒီထက်ဟောပါနော်တခြားလေ့လာလို့ရမယ့်ပုံစံတွေ
နောက်တော့ academic တုံးလေးနဲ့ကြည့်လို့ရတယ်ဒီလားအထာကထာတွေကြီး academic တုံးဆိုတာကလည်းအဲ့လိုမျိုးသူအခြေဆက်လေးတွေတအားကောင်းတယ်ဒီအခါထားတွေကိုဖွင့်တဲ့အခါမှာလေအခါထားတွေကိုဖွင့်တဲ့အခါမှာဆိုရင်သူကနောက်ကတာတစ်ခုသွားတော့မယ်ဆိုရင်သူကဝက်ကြတစ်ချောင်းပဲဖြစ်အဲ့လိုနဲ့တခါလဲချိတ်ပြီးတော့သွားတာပြလားအဲ့ဒါလေးတွေကလေဒီ academic ရေးထုံးပုံကိုယ်လေးဆိုရင်အဲ့ဒါလေးလည်းလစ်လာပို့ကောင်းတယ်နော်ဥမာအဘာဒအထာကထာတို့စာတကအထာကထာတို့ဘုဒ္ဓဝတ္တအထာကထာတို့မှကြည့်တယ်ခါထာတစုခါထာတပုတ်ခါထာတစုံနော်ခါထာတခုခါထာတခုခါထာတစုံနော်ခါထာတစုနော်တခုရှိဖွင့်တယ်လည်းရှိမယ်နှစ်ခုဖိတ်ချတယ်လည်းရှိမယ်နော်အုပ်စုလည်းပေါ့နော်50နော်ဂရုလက်အဲ့လိုဖွင့်တဲ့နေရာမှာအဲ့လိုပေါ့ဒီတစုကနေနောက်ဘက်တစုကိုမပြောင်းခင်မှာအဲ့လိုလေးလေးတွေချိတ်သွားတာနော်အဲ့လိုဟာလေးတွေသဘောကျစရာအဖြစ်တွေ့ရတာပေါ့နော်အဲ့ကြောင့်အထံကထာတွေမှာလေ့လာမှဆိုလဲလေ့လာလို့အရင်ကောင်းတယ်နောက်ပြီးတော့အထကထာတွေရေးဟာလေးတစ်ခုရှိသေးတယ်သူအထကထာမရေးခင်မှာသူတို့မှာနော်အမှဒီကျမ်းကိုဘယ်လိုဟောတာလဲနော်ဘာယူရချက်နဲ့ဟောတာလဲဘာအကျိုးလို့ဟောတာလဲအဲ့လိုမျိုးလေးတွေနော်ကျမ်းပြုသူနော်ကြပြည့်တဲ့ရည်ရွယ်ချက်တွေပေါ့နော်နောက်သူအထကထာရေးဟာလေးတွေပေါ့အဲ့ဒါတွေလည်းလေ့လာလို့ရတာပေါ့နော်အထကထာမှာကဲဒီနေ့အလိုကျေးဇူးတင်ပါတယ်နော်